မနက်ကြီးကအရက်လေးမျက်နှာဆိုးသွမ်းတဲ့နတ်တွေကိုစီယုံပြီးတော့တက်ကြဟေးတက်ကြဟေးတယောက်မှမလို့စိတ်နဲ့ဆိုပြီးကောင်းကင်တစ်ခုလုံးကလည်းချင်းချင်းချဲချဲအတန်းနေမြည်ဟိမ့်ပြီးတော့မြတ်စွာဘုရားစီကိုဥတည်ပြီးလာကြပလင်ပေါ်မှာဘုရားလောင်းလေးဟာတစ်ပင်ကိုကြောပေးပြီးရှေ့ဘက်ကိုမျက်နှာလဲထိုင်လိုက်တယ်အဲ့ဒါလို့ထိုင်လိုက်တဲ့အချိန်မှာစိတ်ထဲမှာဒိဋ္ဌံတစ်ခုဒိဋ္ဌံလိုက်တယ်မအောင်မြင်မချင်းဒီနေရာကမထတော့ဘူးလို့ဒိဋ္ဌံပြီးတော့ထိုင်လိုက်တယ်အဲ့ဒီလိုအဒိဋ္ဌံပြီးထိုင်လိုက်တဲ့အချိန်လေးမှာတရားမင်းတို့ဝိဇာတိကနတ်သားတို့သူရမနတ်မင်းတို့တန်တုတိတနတ်မင်းတို့တာဝတိပြမကြီးတို့ရောက်လာကြအလောင်းတော်ရဲ့တရားအထုတ်မှုခြေနေလာရောက်ကဲခတ်ပြီးတော့ပူဇော်ကြတာအဲ့ဒီလိုရောက်နေတဲ့အချိန်မှာဘယ်သူကနှောက်ယှက်တုံးဆိုမြတ်စွာဘုရားတောထွက်တဲ့အချိန်ကစပြီးတော့6နှစ်တီးတီးလိုက်ပြီးတော့နှောက်ယှက်စောင့်ကြည့်အလုံးရှိလှုပ်ရှားမနသားအဲ့ဒီအချိန်မှာဒီလိုဒိဋ္ဌံပြီးထိုင်နေတယ်ဒီနေ့တော့ဘုရားဖြစ်သွားရင်ဒုက္ခရောက်ချင်တယ်သူကဘုရားဖြစ်မှမကြိုက်ဘူး